ဒီတစ်ခေါက်ရှင်းလင်းတင်ပြချက်မှာကြိုးဆိုပါတယ်အလေးချင်းကောင်းတစ်ခုကိုလုံးမယ်ဆိုပြီးစလိုက်တယ်ဒါပေမဲ့တိတ်မကြခင်မှာပဲလက်လျှော့လိုက်ရတဲ့ခံစားချက်မျိုးကြုံမှုကြမှာပါဒီနေ့မှာတော့အဲ့ဒီလိုမဖြစ်အောင်ကူညီပေးနိုင်တဲ့ James Clear ရဲ့ Atomic Habits စာအုပ်ထဲကတကယ့်ကိုအစွမ်းထက်တဲ့နီလန်တစ်ခုကိုပြောပြသွားမှာပါဒါကကိုယ်ပိုင်တိုးတက်မှုအပေါ်ရှုမြင်ပုံကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်ကဲအရင်ဆုံးလူတိုင်းနှိပါကြုံမှုတဲ့အခက်အခဲတစ်ခုတည်းစလိုက်အောင်အဲ့ဒါကတော့အလင်းအချင်းကောင်းအသစ်တွေကိုဆွဲဆွဲမြဲမြဲလုပ်ဖို့ရုန်းကန်ရပြီနောက်ဆုံးမှာတော့အားရော့ပြီးလဲလျော့လိုက်ရတာပါပဲဘာကြောင့်များအဲ့လိုဖြစ်နေရတာလဲ James Clear ကတော့ပြောတယ်အဲ့ဒီလိုရုန်းကန်နေရတာဟာစိတ်သက်ကြန့်ခိုင်မှုမရှိလို့မဟုတ်ဘူးတဲ့တကယ်လို့ပြဿနာအစ်စ်အမှန်ကကျွန်တော်တို့ချင်းကပ်ပုံမှာအခြေခံကြတဲ့အမားတစ်ခုရှိနေလို့ပါတယ်ကျွန်တော်တို့အများစုကဘာကိုပြီးမြောက်အောင်မြင်ခြင်းတယ်လဲဆိုတော့ရလက်ကိုပဲအာယုံဆိုင်တတ်ကြတာဒါမဲ့တကယ်တမ်းထီရောက်ဆုံးနီလန်းကအဲ့လိုမဟုတ်ပါဘူးကိုဘယ်လိုလူစားမျိုးဖြစ်လာခြင်းတယ်လဲဆိုတော့ကိုယ့်ရဲ့ identity ကိုအာယုံဆိုင်ဖို့ပါပဲဆိုတော့ဖြည့်ရှင်းချက်ကရှင်းရှင်းလေးတာရလက်ကိုအာယုံဆိုင်နေတာကိုခဏရက်တီကိုတကယ်ဘသူဖြစ်ချင်းတယ်လဲဆိုတာကိုအရင်ဆုံးအာယုံဆိုင်လိုက်ပါအဲ့ဒါကမှရေရှိခိုင်မြဲတဲ့အလေးချင်းဒီတိစောက်နိုင်ဖို့အဓိကတော့ချက်ဖြစ်လာမှာပါဒီနီလန်ကဘာကြောင့်ဒီလောက်ထိအစွမ်းချက်ရတယ်လဲဆိုတာကိုစာရေးသူကကျက်တော်နီရဲ့အလွာ3ခုနဲ့ပုံဖော်ပြီးအရန်ကောင်းတဲ့ဥပမာတစ်ခုပေးချပါတယ်စစ်ထဲမှာမြင်အောင်ကြည့်လိုက်ရအောင်ကျက်သူနီရဲ့အပြင်ဘက်ဆုံးအလွာဒါကတော့ outcomes ဒါမှမဟုတ်ရက်လက်များပေါ့ဒါကကျွန်တော်တို့အများဆုံးအာယုံစိတ်ကြတဲ့စာအုပ်တို့ဖတ်ပြသွားတာတို့ကိုအလေးချင်းဘယ်လောက်ကျသွားတာတို့အဲ့ဒါမျိုးတွေပေါ့အဲ့ဒီအလွာရဲ့အတွင်းဘက်ကိုတက်ထပ်ဝင်လိုက်ရင် processes သို့မဟုတ်အလေးချင်းများကိုတွေ့ရပါမယ်ဒါကတော့အဲ့ဒီရလက်တွေကိုရရှိစေတဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကိုယ့်ရဲ့စနစ်တွေဖြစ်ပါတယ်ဒါပေမဲ့အတိကအဆုံးဖြစ်တဲ့အတွေ့အကြုံဆုံးအလွတ်အဲ့ဒါကတော့ identity ပါပဲဒါကကိုဘယ်လိုယုံကြည်တယ်လဲကိုယ့်လက်ခံယူချက်ကဘာလဲဆိုတာနဲ့သက်ဆိုင်ပါတယ်တကယ်ရရှိခိုင်မြဲတဲ့အပြောင်းလဲကဒီအတွင်းဆုံးအလွတ်ကနေစတင်ပြီးအပြင်ဘက်ကိုထိုးထွက်လာရမှာဖြစ်ပါတယ်ဒါကြောင့်ပန်တိုင်ထားရှိပုံကိုပြောင်းလဲဖို့လိုရပါပြီဥပမာစာအုပ်တုပ်ဖန်မဲ့ဆိုလာထက်စာဖက်သူတယောက်ဖြစ်လာမယ်လို့ခံယူရမှာပါဒါဟာတကြိမ်တစ်ခါလဲလို့ရမယ်အလုပ်တစ်ခုမဟုတ်တော့ပဲကိုဖြစ်ချင်တဲ့ပုံစံတစ်တစ်ခုကိုတိစောက်နေရဖြစ်တော့ပါပြီဒီအချက်ကိုပို့ပြီးရှင်းသွားအောင်စာအုပ်ထဲကဆေးလစ်ဖြစ်နေတဲ့လူညောင်ရဲ့ဥပမာလေးကိုကြည့်ကြည့်ရအောင်ပထမလူကသူ့ကိုယ်သူဆေးလစ်တောက်တဲ့သူလို့သတ်မှတ်ထားတော့ပဲဒါကြောင့်သူကအပြောင်းလဲလုပ်ဖို့စ조사နေစေပါဒုတိယလူကတော့သူ့ရဲ့ identity ကိုဆေးလစ်မတောက်တဲ့သူဖြစ်အခြေခံကြပြောင်းလဲလိုက်ပြီးသားဖြစ်နေပါပြီကွာခြားချက်ကအကြီးကြီးပဲနော်ဟုတ်ပြီဒါကနောက်ထပ်အရန်အားကောင်းတဲ့အယူဆတစ်ခုစီကိုဥတီသွားပါတယ်အဲ့ဒါကတော့ကိုလှုပ်လိုက်တဲ့အပြူမှုတိုင်းဟာကိုဖြစ်ခြင်းတဲ့လူအမျိုးအစားအတွက်မဲပေးလိုက်ခြင်းတစ်မျိုးပါပဲတဲ့ဆိုလိုတာကလူတစ်ယောက်ရဲ့ identity ဆိုတာမွေးရပါတည်ရှိနေတာမဟုတ်ဘူးပေါ့အချိန်နဲ့အမြောက်ကိုလှုပ်တဲ့လှုပ်ဆောင်ချက်တွေကိုတစ်ခါလှုပ်ရင်းနဲ့တိဆောက်ယူရတာပါလှုပ်ရတိုင်းဟာမဲတမဲပါပဲဟုတ်ပါပဲလှုပ်ဆောင်ချက်တစ်ခုတည်းကတော့ကိုယ့်ရဲ့ယုံကြည်မှုကိုချက်ချင်းကြီးပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဒီမဲတော်တွေတစ်ခုပြီးတစ်ခုစုပုံများပြားလာတာနဲ့အမျှကိုမြင်တဲ့အမြင်နဲ့ခံယူချက်တွေပါတဖြည်းဖြည်းပြောင်းလဲလာမှာအတေအချပါပဲကဲဒါဆိုဒီလို identity ကိုအခြေခံတဲ့အလေးကျင့်တွေကိုဘယ်လိုစတင်တည်ဆောက်ကြမလဲဒီစာအုပ်မှာအရန်ရိုးရှင်းတဲ့အဆင့်အဆင့်ပါလုပ်ငန်းစဉ်တစ်ခုကိုဖော်ပြထားတာပါတကယ်ကိုရိုးရှင်းပါလေအဆင့်တဲ့ကိုကဘယ်လိုလူစားမျိုးဖြစ်ချင်မှလဲဆိုတာကိုတည်တည်ချာချာဆုံးဖြတ်ပြီးရင်အဆင့်နဲ့တင်းခဲ့တဲ့အောင်မြင်မှုလေးတွေကိုနေ့စဉ်လှုပ်ဆောင်ခြင်းအပြင်ကိုဟာအဲ့ဒီလူဖြစ်ကြောင်းကိုတက်တည်ပြ small wings ပေါ့အဆုံးသတ်မှာတော့အလေးကျင့်နေဒီစားကချင်းရဲ့တကယ်ရည်ရွယ်ချက်ကိုပြန်ကြည့်လိုက်ရင်ဒါရလဒ်တစ်ခုရဖို့တတ်မဟုတ်ဘူးဆိုတာတွေ့ရပါမယ်တကယ်တော့ကိုဖြစ်ချင်တဲ့လူတယောက်ဖြစ်ကိုပုံထွေးနေတာပါမယ်ဒီချက်ကကျွန်တော်တို့ကိုနောက်ဆုံးစဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ပါတယ်အဲ့ဒါကတော့ကိုဖြစ်ချင်တဲ့အနာဂတ်ပုံစံအတွက်ဒီနေ့မှာဘလို့သေးငယ်တဲ့လှုပ်ဆောင်ချက်လေးနဲ့မဲတမဲပေးတော့မလဲဆိုတာပါပဲ